အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ live လုပ်ရတဲ့ခေါင်းစဉ်လေးကဘယ်အရာကကိုတာစီးနေတာလဲဆိုတဲ့အမေခေါ်လေးဖြစ်ပါတယ်အခြေလားငွေကြေးလားမအောင်မြင်မှာစိုးရိမ်တာလားဆိုတဲ့ခေါင်းစဉ်တစ်ခုနဲ့ကျွန်မစီစဉ်ထားတာဖြစ်ပါတယ်ကျွန်မလုပ်ကိုင်နေတဲ့ digital business အကြောင်းပေါ့နော်ဒီကတော့ digital business အကြောင်းကိုပြောချင်ပါတယ်ကျွန်မဒီ digital business ကိုလုပ်ကိုင်နေတာအခုဆိုရင်3နှစ်ကျော်နေပြီဖြစ်တယ်ကျွန်မနာမည်တော့ခက်တဲ့ပါမြန်မာနိုင်ငံရန်ကုန်မြို့မှာနေပြီးတော့ digital business ကိုလုပ်ကိုင်နေတဲ့အင်းဒီမိခေတယောက်ဖြစ်ပါတယ်အခုလို့ဆိုရင်ကလေးကြောက်ပို့ပြီးဆိုကျွန်မစီးပွားရေးဖက်လက်တယ်လေးလာဆရာရှိတာလေးလေးလာတယ်ဟုတ်ဒီနေ့ပြောချင်တဲ့ခေါင်းစဉ်ကလူတိုင်းပဲဖြစ်ပေါ့နော်လူတော်တော်များများကအချို့လူတွေတော်တော်များများက digital business အကြောင်းကိုတွေးနေကြမှာဖြစ်ပါတယ်ကျွန်မတို့ရဲ့ဗီဒီယိုတွေကျွန်မရဲ့ဗီဒီယိုပဲဖြစ်ဖြစ် post ပဲဖြစ်ဖြစ် live ပဲဖြစ်ဖြစ်ပေါ့နော်တွေးမှာဖြစ်ပါတယ်ဒါပေမဲ့စိတ်ဝင်စားတဲ့သူလည်းရှိတယ်စိတ်ဝင်စားတဲ့သူလည်းရှိတယ်တယောက်နဲ့တယောက်တော့မတူပါဘူးဒါပေမဲ့ကျွန်မတို့ဒီ digital business ရဲ့အဓိကအားသာချက်ကကိုအားတဲ့ချိန်မှာအခြေလောလတ်စွာလုပ်လို့ရတယ်ကိုယ်ပိုင်စီးပွားရေးတစ်ခုဖြစ်တယ်အဲကြတော့လူတိုင်းကကျွန်မတို့လိုမျိုးအရှင်မမိခင်နေနေကြတော့အပြင်ထွက်ပြီးအလုပ်လုပ်ဖို့လည်းအချိန်ပြည့်မပေးနိုင်ဘူးအိတ်ထက်ကနေပြီးစီးပွားရေးတစ်ခုလုပ်ချင်တဲ့ချိန်ကြတော့ဒီလိုမျိုးအခြေလောလတ်တဲ့စီးပွားရေးတွေများတော့အပြည့်စိတ်ဝင်စားကြတယ်ဒါပေမဲ့အချို့လူတွေစိတ်သာဝင်စားတယ်ပေါ့နော်မစားတဲ့ဖြစ်ခဲ့ကြဘူးဘာဖြစ်လို့မစားတဲ့ဖြစ်တာလဲမစားတဲ့ဖြစ်အောင်ကိုတားဆီးထားတဲ့အရာကဘာလဲပေါ့နော်ဒီဟာလေးကိုဒီနေ့ဆွေးနွေးပေးချင်ပါတယ်အဓိကကြတော့ကျွန်မခေါင်းစဉ်တစ်ခုကငွေကြေးလားပေါ့နော်စီးပွားရေးတစ်ခုစတဲ့ကိုကိုမှငွေကြေးမရှိတာလားမဟုတ်ရင်မိသားစုတစ်ဖက်ပြီးတော့အိမ်မှုကိစ္စတစ်ဖက်တသမီတစ်ဖက်နဲ့ဒီစီးပွားရေးဖို့ကိုလုပ်ဖို့အချိန်မရှိတာလားနောက်တစ်ခုကပေါ့နော်ကိုရောစီးပွားရေးလုပ်လိုက်ပြီးစီးပွားရေးမှာမအောင်မြင်တာဆိုမအောင်မြင်မှကိုစိုးရိမ်တာလားပေါ့နော်ဒီသုံးချက်လေးကျွန်မပြောင်းဝင်ချစ်ပါတယ်စီးပွားရေးဖြစ်တဲ့အတွက် digital business မှာကျွန်တော်တို့အများကအဖြစ်လူတိုင်းလာမေးကြတာအရင်ကြီးရှိလားဆိုတဲ့မိကိုပေါ့နော်စီးပွားရေးဖြစ်ပါတယ်ဟုတ်ပါတယ်စီးပွားရေးဆိုတဲ့နေရာမှာကျွန်တော်တို့ traditional business ပဲလို့ digital business ပဲလို့ဒီစီးပွားရေးလို့ကျွန်တော်တို့အများပြောတဲ့အတွက်digital business မှာလည်း capital investment ဆိုတဲ့မတည်ရင်းနှီးငွေရှိပါတယ်ဒီမတည်ရင်းနှီးငွေပါတွေ့လဲဆိုရင်ကျွန်တော်တို့digital business တွေ franchise စီးပွားရေးဖြစ်တဲ့စီးပွားရေးစတင်တဲ့ချိန်မှာလုပ်ငန်း IDU ပို့လက်မှတ်ထိုးဖို့အတွက် capital investment ဆိုတဲ့ရင်းနှီးငွေတစ်ခုရှိတယ်။အဲ့ရင်းနှီးငွေတွေကိုမတက်နိုင်တာလားမဟုတ်ဘူးဆိုရင်ခုနကတခုအတွက်ဒီရင်းနှီးငွေကိုဆိုးရှုံးမှကြောက်တာလားကိုရင်းနှီးလိုက်တဲ့ငွေကြီးကိုပြန်မရမှာစိုးရိမ်တာလားပေါ့နော်ဒီအချက်လေးတွေလည်းစဉ်းစားရတဲ့အချက်ဖြစ်ပါတယ်။ဟုတ်ပါတယ် digital business ကိုကျွန်တော်တို့စတင်တဲ့အချိန်မှာ capital investment ရှိတယ်ဒီ capital investment ကိုကျွန်တော်တို့နိုင်ရှင်ကြည့်တဲ့အချိန်မှာဆိုအခြားသောစီးပွားရေးတွေနဲ့ပေါ့နော်အခုကျွန်တော်တို့ store site လေးတစ်ဆိုင်ဖွင့်မယ်ဆိုပါတော့ store site လေးတစ်ဆိုင်ဖွင့်မယ်ဆိုရင်စိုက်ခန်းငါကပထမဆုံးစိုက်ခန်းငါကအလိုရင်းလိုပါတယ်ပြီးတော့ဒီဆိုင်ကိုကဘယ်လိုဆိုင်လေးဖွင့်မလဲဆိုင်တဲ့ထက်ဖို့ကိုဆိုင်မှာဆူဆူပြပြနော်ပစ္စည်းလေးများများလေးတင်နိုင်မှာလူတွေလည်းစိတ်ဝင်စားပါဒီစီးပွားဒီပစ္စည်းတင်နိုင်ဖို့အတွက် stock တိုးလာဖို့ပစ္စည်းတင်ဖို့အတွက်ကျမတို့ကလည်းဒါလည်း capital investment အလိုရင်းနဲ့ထည့်ရတာဖြစ်ပါတယ်ဒီအလိုရင်းကိုဒီလိုမျိုး capital investment စတင်လိုက်တဲ့အချိန်မှာရင်းနှီးငွေပမာဏကြီးအခုချိန်မှာ300 300မဟုတ်ဘူးဘယ်တော့မှစီးပွားရေးစလို့ရမှာဘူးကျမအမြင်လေးပေါ့နော်မှားချင်လည်းမှားနေပါလိမ့်မယ်ဒါပေမဲ့ကျမပတ်ဝန်းကျင်မှာအမြင်လေးပေါ့နော်ကျမတွေ့ရတဲ့ဟာလေးဒီ capital investment ကိုတစ်လအတွင်းမှာရှာနိုင်လား no ပဲမရှာနိုင်ပါဘူး6လရှာနိုင်လားကျမအထေတော့ no ပါပဲတစ်နှစ်လားစဉ်းစားရအောင်ပေါ့နော်အဲ့လိုမျိုးတစ်နှစ်ထိတော့ကျမအနေနဲ့ no လို့ပြောချင်ပါတယ်တစ်နှစ်နှစ်နှစ်ကြော်လာပြီကို့မှာအခြေခိုင်လာပြီဆိုမှကိုယ့်ဘက်ကအများဆိုတာမျိုးကိုကျမတို့ရရှိတာဖြစ်ပါတယ်ပြီးတော့ထက်ခါရင်းနှီးရတယ်ပြီးတော့ကျမတို့ဟိုချိန်ဒီချိန်ပေါ်တော့ရေပုံမီဖို့ license ကြီးတွေပါတယ်အများကြီးရှိတယ်ပေါ့နော်digital business မှာတော့ capital investment ရှိတယ်ဒါပေမဲ့ထက်ခါရင်းနှီးမရှိရဘူးခုနက store site တစ် site ဖွင့်တဲ့လောက်ကျမတို့မလို့အပ်ပါဘူးပေါ့နော်အဲ့လိုမျိုးလေးစဉ်းစားပေးချင်ပါတယ်ပြီးတော့ကိုအချိန်လောလတ်စွာလုပ်ကြခွင့်ရှိတယ်ကိုတယောက်တည်းနဲ့စီးပွားရေးကိုကြိုက်တဲ့ချိန်မှာဟိုဝမ်းလို့ရတယ်ဒါလေးတွေက digital business အားသာချက်ဖြစ်ပါတယ် online စီးပွားရေးဖြစ်လို့အလင်းညာဖြစ်မှာစိုးတာလားဆိုဝင်လေးလာကြည့်ပါကျမလုပ်ကြနေတာ3နှစ်ရှိပါပြီ
တာအိချမ်းသာသွားတာတော့မဟုတ်ဘူးဒါပေမဲ့ကိုနဲ့ထိုက်တဲ့လောက်တော့ကိုပြန်ရတာဖြစ်ပါတယ်ကိုဘက်ကဘယ်လောက်ထိအခြေပေးတယ်လဲဘယ်လောက်ထိကြိုးစားတယ်လဲဒီပုံမှန်မူတည်ပြီးတော့ရရှိတာဖြစ်ပါတယ်အဲကြောင့်မလို့ငွေကြေးကြောက်လာဆိုရင်တော့ဝင်လေးလာကြည့်ပါဝင်လေးလာကြည့်မှာကိုတတ်နေတဲ့ငွေကြေးအရင်နေလားဘယ်လိုတစ်စိတ်ချင်းလေးလာရပါလဲဒီအစိတ်လေးတွေလည်းကျမတို့အမြဲတမ်းမျှဝေပေးတာဖြစ်ပါတယ်အခြေကြောက်လားဆိုတော့အခြေကြောက်တော့လို့ဝါစိတ်မပူပါနဲ့ဒီချိန်တဲ့ business ဒီကိုအားတဲ့ချိန်မှာလုပ်လို့ရတဲ့အတွက် slow လာဆိုလို့ကခွင့်ရှိပါတယ်training site သွားတာလေးလည်းကိုလောလာသွားလို့ရတယ်စီပွဲလောက်တာလည်းလောလာရတယ်အခြေကြောက်တော့လို့ဝါစိတ်မပူပါနဲ့လို့ပြောချင်ပါတယ်နောက်အခြေဆိုတဲ့နေမှာကိုအားတဲ့အခြေ social media သုံးနေတဲ့အခြေကိုနေမဲ့အစားဒီချိန်တဲ့ business ကိုလေးလာလိုက်တယ်ဒီစီပွဲမှာလေးလာစရာရှိတာလေးလာချက်တဲ့ကိုဘက်က personal development တော့တိုးတက်မှုရသေးတယ်ဆိုတာလေးပြောချင်တယ်မအောင်မြင်မှာစိုးတာလားဆိုရင်တော့စီပွားရေးတစ်ခုလုပ်တဲ့စီမှာအရှုံးနဲ့အောင်မြင်မှုဆိုတာရှိတယ်ပေါ့နော်ဒါပေမဲ့အရှုံးဆိုတဲ့နေရာမှာdigital business ကိုငွေကြေးတစ်ခုပုံပြီးတော့လုပ်လိုက်တယ်ဘာမှပြန်မရဘူးဆိုတာတော့မဟုတ်ပါဘူးသူနဲ့ထိုက်တဲ့ product တစ်ခုပြန်ရတယ်ပြန်ကိုရလာတဲ့ငွေကြေးဒီကိုရဲ့လာစတဲ့ business ဖြစ်ပေါ့နော်ကိုရရှိတဲ့ငွေကြေးဒီအမြန်ဖြစ်ပါတယ်မအောင်မြင်ဘူးလားမအောင်မြင်မှာဆိုတာလားဆိုအောင်မြင်မှုကိုကဘာနဲ့တိုက်တာတယ်လဲဆိုတဲ့အချက်ပုံလည်းမူတည်တယ်ငွေကြေးဆိုရတော့ပိုအကောင်းဆုံးဖြစ်တယ်ပေါ့နော်ဒါပေမဲ့ personal development ကိုရဲ့ကိုကြီးကိုသွေးဒီစီးပွားရေးထဲမှာလေးလာနေကိုတိုးတက်လာတဲ့ဟာလေးတွေကိုရဲ့အပိုအောင်မြင်မှုလေးတွေဖြစ်တယ်ကျမတို့မိခင်တယောက်အနေနဲ့ဒီထဲမှာပိတ်မိပြီးအောင်ဝချင်းနဲ့လည်းထိတွေ့မှုနဲ့ပြီးပိတ်လောင်နေမဲ့စားနော်အိတ်ထက်ကနေတဖောကမှမကွာဘဲနဲ့စီးပွားရေးလို့ရင်းနဲ့ကိုတက်တိုးတက်မှုလေးရှာလို့ရတယ်ဆိုတဲ့ဟာလေးပြန်ဝေချင်ပါတယ်ဒီထက်မှာ mindset စိတ်ပိုင်းဆိုင်ရာလေးတွေတိုးတက်မှုတွေအများကြီးပါပေးသေးတဲ့စီးပွားရေးတစ်ခုဖြစ်ပါတယ်လို့အဲကြောင့်မလို့တားဆီးနေတာပါလဲကိုဆက်စစ်ပါပတ်ဝန်းကျင်ကြောက်တော့ကိုတားဆီးမခံပါနဲ့လို့ကိုဖက်ကမှန်ကန်သောစီးပွားရေးတစ်ခုကိုမှန်မှန်ကန်ကန်လုပ်နေမယ်ဆိုရင်ဒီချိန်ကျရလက်ခံမှာပါဒါလေးတွေခေါ်အပေးချင်ပါတယ်အားလုံးကိုလည်းကျေးဇူးတင်ပါတယ်နောက် like တော့လေးတွေအစ်ပြီးလုပ်သွားဖို့မှဖြစ်ပါတယ်လို့နောက် like တော့လေးမှာပြဆိုပါမယ်ရှိကျေးဇူးပါပဲပါ